အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် reaction လုပ်ပေးသွားအောင်မယ့်ဗီဒီယိုလေးကတော့ကျွန်တော်ဒီရက်ထဲမှာအရန်ကောင်မှနာမည်ကြီးနေတဲ့ကျွန်တော်မင်းသားဆိုင်မိုးရဲ့တတိဆိုတဲ့တခြင်းလေးပေါ့နော်ဒီချင်းလေးကိုတော့ကျွန်တော်တို့ကျွန်တော်တို့ဒီမင်းသားဆိုင်မိုးကျွန်တော်ဇက်ပွဲတွေကကျွန်တော်တို့ဂီတာမူစန်ဒီယာကျွန်တော်အောင်ပြုမြင့်တဲ့ကိုယ်တိုင်ရေးဆက်ပေးထားတဲ့တခြင်းလေးဖြစ်ပါတယ်ကျွန်တော်တို့လိုက်ပါကြည့်ရှုပေးပါအောင်နော်နော်ကျွန်တော်အပြင်ဆင်ရတော့ share ပဲဒီချင်းကကျွန်တော်တို့ပထမတော့တတိသားလို့ဆိုပြီးတော့ဒီထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမိုက်နော် share တတိယပဲနားမှာမဒီမမြင်အောင်ပြီတတိသားဆိုပြီးရေးထားပြီးပဲတဲ့ကျွန်တော်တို့နောက်ပိုင်းမှာတော့ကျွန်တော်တို့စဉ်းစားကြောင်းကျွန်တော်တို့တတိဆိုပြီးပြန်ပြောင်းလိုက်ရတယ်ပေါ့နော်ဒါလည်းကျွန်တော်ဆရာအောင်ဆိုကျော်ထုံးဒါပြောထားတာပေါ့နော်ကျွန်တော်ဒီစဉ်းစားကြောင်းတခြင်းကိုပြန်ပြောင်းလိုက်ရတယ်ဆိုတဲ့အကြောင်းပါကြည့်လိုက်ပါဦးရှင်ဒီမှာလည်းတော်တော်6ရောက်ရှိတယ်ဟောပြင်မှာဆိုတော့ဒေါ်လေးတော့မြူးပါနော်ဒေါ်လေးကြည့်လို့ပေါ့မှာပြင်မှာတော့ဒီဆက်ဆင်ကျွန်တော်ပြင်မှာကြည့်ရရင်တီဗီရဲ့ကြည့်ရတော့တော်တော်လေးစိတ်ကြည့်ကံပြားတဲ့ဖဲထုတ်လို့မင်းနိုင်ငံကလူတိုင်းအချားရဲ့စံပြတဲ့နဲ့တော့တမရတော့ဖြစ်ပါနဲ့အကုန်လုံးက place မှာပဲ miss များတော့တယ်ချစ်များတော့နာမည်ရဲ့ kiss ပါပဲဘာပဲလို့ရမယ်ရဲ့ brother ဝင်ရရင်မင်းကိုပေးပါပေါ်ချင်ရင်မင်းလေးတွေ့ကိုလုံးကိုစိတ်နဲ့စီကပေးလိုက်ပြေးပြေးနဲ့မင်းလေးကလိုက်လို့ချစ်ဖို့ကလေးရဲ့အေးစေးလေး Oh, I love you so much. I love you too. Amazing. We see. Me bama no bude. Lega so na me ke. Me lega mi bo, a me ke. Me lega chin so na me chin. Me lega cowboy na me ni. Millega kinso na mera kin Millega kinso na mera kin Millega migo na mera kin Millega cowboy na mera mi Hello, Jim, Madam Jim, darling, come on! Mày nó làm biểu này là cái chuyện trong lúc mấy đứa đồ vậy trong cái chuyện đi thì ra có lúc không mày nó tôi ra bà đấy được phải ra đâu ဟုတ်ကဲ့ပါကျွန်တော်တို့ဒီခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ဒါကိုယ့်ရဲ့ထဲမှာနာမည်ကြီးနေတဲ့မင်းသားဆိုင်မိုးရဲ့ကျွန်တော်တို့တတိကြီးဆိုတဲ့တခြင်းလေးပေါ့နော်ဒီခြင်းလေးကိုကျွန်တော်ခုနပြောခဲ့တဲ့ပဲကျွန်တော်တို့လည်းဒါသူ့ရဲ့ဒါ
ချက်ဖွဲ့ရပါတော့ကျွန်တော်တို့ကကြမှုစန်နီယာအောင်ပြုံးမတဲ့ကိုယ်တိုင်ရေးဆက်ပေးထားတဲ့အချိန်လေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုကျွန်တော်အနေနဲ့ဒါပဲရှင်းပြလုပ်ပေးတာဖြစ်ပါတယ်အဆုံးလေးလိုက်ပါကြည့်ပေးတဲ့ကြောင်းချင်းတိုင်းကိုကျွန်တော်အနေနဲ့ထိုးပြီးကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲ